မင်းသမီးထူလန်တော်ရဲ့မွေးနေ့မှာသူမဟာလက်ဆောင်ရာချီကိုဖွင့်နေပြီးလက်ကောက်တွေထည့်ထားတဲ့တစ်တာကိုတွေးလိုက်ရတယ်။သူမကနှစ်ချောင်းကိုဝစ်လိုက်ပြီးတတိယတစ်ချောင်းကိုသူ့အဖေနဲ့မျှဝေဝစ်စေခြင်းနဲ့ဒါပေမဲ့သူ့အဖေကဒီလက်ကောက်ကိုသူ့သမီးရဲ့လက်မှာပဲထပ်ဝစ်ပေးလိုက်တယ်။ဒါကြောင့်ကျိန်စာစွမ်းသက်ဝင်သွားပြီးလက်ကောက်တွေကပုံစံပြောင်းကသူမရဲ့လက်ကိုတင်းကျပ်စွာညှစ်ချုပ်လိုက်တယ်။ဒါကြောင့်မင်းသမီးလေးဟာနာကျင်မှုကြောင့်ငိုကြွေးရတယ်။ဘလို့စူးစမ်းလက်ကောက်တွေကိုမချွတ်နိုင်တော့ဘူး။မကြခင်မှာပဲသူမဟာအယောင်တွေကိုမြင်နိုင်စွမ်းမရတော့ပါဘူး။ဘရင်ကဓာတ်သုံးပြီးလက်ကောက်တွေကိုချွတ်ဖို့ကြိုးစားတဲ့အခါသမီးလေးထူလန်တော်ကသူ့ဖေရဲ့မျက်နှာကိုကြွချစ်ကောက်ကောက်အဖြစ်မြင်ရပြီးသတိလစ်သွားတယ်။နောက်ပိုင်းမှာဆရာကြီးကဘရင်ကိုဒီကျိန်စာကိုဖြေဖို့အနာဂတ်မှာလာကြုံကြိုက်မဲ့လူငယ်တစ်ယောက်ကသာဖြေနိုင်မယ်လို့ပြောပြတယ်။သူမအသက်15နှစ်ပြည့်တဲ့အခါပဟေရီ3ခုမေးမယ်။ဖြေဆိုနိုင်သူကကျိန်စာပြေပြီးသူ့အသက်ကိုလည်းစွန့်လွတ်ရမယ်။အသက်18နှစ်ပြည့်လို့မဖြေနိုင်ရင်သူမရဲ့နှလုံးသားကရေခဲလိုအေးခဲသွားပြီးကျိန်စာကသူမကိုနတ်ဆိုးအဖြစ်ပြောင်းပေးတာခံရလိမ့်မယ်။